ငါးတဲ့ကျုံနှလုံးခောက်ထည့်ပါမယ်ပြုတ်တာကြော်တာထက်အစတရာစားလို့ကောင်းတယ်အရင်ဆုံးငါးတကောင်ကိုအတုံးလေးဖြတ်ပါမယ်ကြက်သွန်မြိတ်ဂျင်းဟင်းခတ်ဝိုင်းစားနဲ့ငရုတ်ကောင်းထည့်ပါနောက်ဆုံးမှာကော်မုတ်တစွန်းထည့်ပါဘယ်ဘက်လက်နဲ့နေပြီး10မိနစ်ခန့်နှက်ထားပါဒါကငါးသားနူပြီးလက်ဆက်စီမဲ့အဓိကအချက်ပါပဲဦးရဲစီပူရင်ကြက်သွန်ဒီထည့်ပြီးမှုေးလာအောင်ကြော်ပါမိမအချစ်ဆုံးတငယ်ချင်းအရန်ကြိုက်တဲ့မှုထည့်ပါမယ်ရေစိမ်ပြီးသားကြာစံနှက်ထားတဲ့ငါခင်းလိုက်ပါမယ်အလဲမှာကြက်ဥနှလုံးခောက်ထည့်လိုက်ပါမယ်ဘဲငပြားရီတစုံလောင်းထည့်ပါရေနှစ်စုံအဖုံဖုံပါမယ်မီးပြင်းလေးနဲ့9မိနစ်ပြုတ်ပေးပါအချိန်အကြာကြီးပြုတ်ရင်အသားကအိုသွားပါလိမ့်မယ်အိုးချတဲ့အခါကြက်သွန်မိတ်လေးဖြူပြီးစားလို့ရပါပြီဒီလိုလှုပ်ထားတဲ့ငါးဟင်းကမှုေးပြီးအရသာရှိနေရောတအိမ်လုံးလဲစားရတာအရန်ကြိုက်တယ်ဧည့်သည်ကိုဧည့်ခံရင်လည်းတင်အရန်ကိုမျက်နှာပန်းလှပါလိမ့်မယ်ဒါကအခုတလောလိုင်းမမနမဲအရန်ကြီးတဲ့ရေပွဲဟင်းချက်နည်းတစ်မျိုးဖြစ်ပါတယ်တအိမ်သားလုံးစားရတာကြိုက်တယ်ရေပွဲတစ်ပေါင်ဝယ်ပြီးပြင်ဆင်ပါမယ်အလားပုံဖော်လီးပေးပါဆက်ပြီးတော့ပကံနဲ့ကြက်ဥတစ်လုံးခောက်ပြီးမှွေထားပါမယ်ပကံအောက်ခြေမှာရေစိမ်ထားတဲ့ကြာစံကိုခင်းပါမယ်အမိုရီနောက်တစ်ဆင့်ခင်းပါမယ်ရေပွဲညင်ညင်ညာလေးထားပါမယ်ရေပူလာရင်ပေါင်းပြီးအဖုံဖုံပေးပါအချိန်တအားကြာသွားရင်ငါးကမလက်ဆက်တော့ပါဘူးအိုးချပြီးရင်ဘဲငပြားရီတစုံဆန်းပါမယ်ကြိုက်နေတဲ့တဲ့ဆိုရင်ကြက်သွန်မိတ်ဖြူလို့ရပါသေးတယ်စီပူပူလေးလောင်းလိုက်ရင်မှွေးပြီးစတင်စားလို့ရပါပြီဒီလိုလှုပ်ထားတဲ့ကြာစံရေပွဲကအရန်ကိုမှလွယ်ကူပါတယ်ဧည့်သည်ကိုဧည့်ခံရင်လည်းတင်အရန်ကိုမျက်နှာပန်းလှပါလိမ့်မယ်နှစ်တရာလောက်ရှင်သန်ပြီးမှတီးရတာငါးဟင်းရေလောက်တာအိုးပေါ်တင်ပြီးပေါင်းရတာမဟုတ်ဘူးကျွန်တော်တို့ဒီလိုအိုးထဲထည့်လိုက်တာနဲ့အကောင်လိုက်ကြက်ပြီးသားပဲအသားကလည်းပိုနူးပြီးစားလို့ကောင်းတယ်ဂယူတစိုက်ဒီဗီဒီယိုကိုပြီးအောင်ကြည့်ပေးပါဒါဆိုတင်တက်မြောက်သွားပါလိမ့်မယ်မြစ်ထဲကများလာတဲ့ငါးတကောင်ကိုနှစ်ဖက်လုံးဓာတ်ရထည့်အောင်လှီးပေးပါကျွန်တော်နေတိုင်းဝေမျှနေတာမို့1000ကျော်ဟင်းချက်နီးတွေကိုဒီဗီဒီယိုလေးကိုကြည့်နေသူအသေးလေးတစ်ချက်နှိပ်ပြီးအားပေးခဲ့ပါအောင်ဗျအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်လှီးပြီးသားငါးကိုစားစုံကြီးတစ်စုံထည့်ပါမယ်တင်းတော်တဲ့ကြက်သွန်မြိတ်ဂျင်းနဲ့10မိနစ်ခန့်စိမ်ထားပါဒီတစ်စင်းကငါးအသားကိုရတာအရင်ဝင်စေပါတယ်အသားရည်သွေးကိုပုံမကောင်းစေပြီးပိုလက်ဆက်စေပါတယ်ဦးရဲရေပူအောင်တဲပြီးဟင်းချက်ဝိုင်းထည့်ပါမယ်ငါးမထည့်ခင်မှာရေပူနဲ့ငါးမသွားအောင်လောင်းပေးပါပြီးတော့မှဦးရဲထည့်ပေးပြီးမီအေးအေးလေးထားပါမယ်အဖုံဖုံပြီး3မိနစ်ထားပါမယ်ဒီလိုပြုတ်ရင်ငါးသားအရည်သွေးကပိုလက်ဆက်နူးညံ့ပါလိမ့်မယ်အာဟာရတွေလည်းပျောက်သွားမှာမဟုတ်တော့ပါဘူးညီညီညာနဲ့ပကံနဲ့ထည့်ထားပါမယ်ချက်သွန်မိတ်ငုတ်သီးထည့်ပြီးစီပူလောင်းရင်အနက်မွေးလာပါလိမ့်မယ်နောက်ဆုံးမှာငါးပြုတ်ငယ်ရည်တစုံလောင်းထည့်လိုက်ပါဘဲငက်ပြားရည်အစားထိုးလို့ရသည်အိမ်ဟင်းမှာလည်းအိမ်ချက်တဲ့နီးရှိရမယ်ကြိုက်နေတဲ့ဆိုစမ်းကြည့်ကြည့်ပါဒါကအခုတလောလိုင်းပေါ်မှာနာမည်အရန်ကြီးတဲ့အိမ်ငါးကင်ဒီပဲအပြင်ကငါးကင်တပွဲကိုတောင်းကနန်းတောင်ရောင်းတယ်ကိုကကိုအိမ်မှာလို့ရင်ထောင်ကနန်းလောက်ပဲကုန်မယ်အဓိကအချက်ကတော့လောက်ရတာလွယ်ကူရိုးရှင်တယ်ငါးတကောင်ကိုအသားနေရာမှာစောင်းစောင်းလေးလှီးပေးပါပြီးတော့စားတစုံထည့်ပါအရင်ဆုံးအရသာပြုံဝင်အောင်ဟင်းခတ်ဝိုင်းတစုံတင်းတော်တလို့ကြက်သွန်မြိတ်ချင်းစိန်ထားတဲ့အရေးအထဲအပြင်နှံ့ဆက်အောင်ပုတ်ပေးပါနိုင်ဝက်ခန့်နှက်ထားပါမယ်ဦးရဲရေပူရင်ကိုကြိုက်နေတဲ့တွဲဖက်ဟင်းတွေထည့်ပါကြက်သွားရင်ဆယ်ပြီးဘန်းအောင်ဆုံးမှထည့်ထားပါဦးရဲကစီနေငယ်ပူလာမှငါးထည့်ကြော်ပါမယ်မီးအလဲလက်နဲ့တစ်ဖက်ချက်ပြီးနောက်တစ်ဖက်လန်ပြီးဆက်ကြော်ပါနှစ်ဖက်လုံးကြော်ပြီးချက်ပြီးတဲ့နောက်ပြုတ်ထားပြီးသားဟင်းသီးဟင်းရွက်ပေါ်တင်ပါဦးရဲစီပူရင်ဂျင်းကြက်သွန်ဖြူငရုတ်သီးမွေးအောင်ကြော်ပါမယ်ဒီနေ့ဗီဒီယိုလေးကိုအသေးလေးပေးခဲ့ပါအောင်နော်အရန်ကျေးဇူးတင်ပါတယ်ငါးကင်အနှစ်တစ်ထုပ်ထည့်ပါအနက်မွေးလာတဲ့အထိကြော်ပြီးနောက်ရေတပကံထည့်ပါမယ်မီးပြင်းနဲ့ပွန့်အောင်တည်ပြီးငါးပေါ်မှာလောင်းလိုက်ပြီးရင်ပြုတ်ရင်းစားလို့ရပါပြီဒီလိုလှုပ်ထားတဲ့ငါးကင်ကစောင်းထဲမှာစားရင်အရန်ကိုမှဆွဲလန်းဖို့ကောင်းပါတယ်လှုပ်တက်သွားရင်အင်္ဂါလူတွေကိုလှုပ်ကြွေးပြီးမြီးခိုင်းကြည့်ကြနော်နောက်လာဆိုရင်တကြံရောက်တော့မယ်နှစ်ကူးညထမင်းဝိုင်းမှာဒီခနန်းချိုဆက်ကြော်ဟင်းချက်စားကြည့်လုံနီကလွယ်ကူရိုးရှင်းပြီးတော့ထမင်းဆိုင်တွေထက်စားလို့ကောင်းပါသေးတယ်အရင်ဦးဆုံးကိုကြိုက်နေတတ်တဲ့ခနန်းတစ်ပေါင်းပြင်ဆင်ပါမယ်ခနန်းအဖုံးကိုခွာမယ်ပြီးတော့ကက်ကြီးနဲ့နှစ်ချမ်းညှက်ပြမယ်ဒဏ်ရာရနေတဲ့နေရာအကြောမိုးလေးတို့ပြီးအာဟာရတွေပိတ်ထားလိုက်မယ်စီပူရင်ဦးရဲထဲကြော်ပါမယ်စီမြများနဲ့မကြော်တာကစားရတာပိုကျန်းပါစေတယ်ကြော်ပြီးကနန်းသားချက်ပြီးအပြင်အောင်တန်းလာတဲ့အခါကျရင်ဆဲထုတ်လို့ရပါပြီအာလူကိုပြင်ဆင်ပြီးပပလေးလှီပါမယ်တချို့လူကတိတ်တိတ်ကလေးကြည့်ပြီးအသေးပေးသွားတယ်ဒီလိုလူကစိတ်ထားအကောင်းဆုံးပဲတေချာပေါက်ပျော်ရွှင်ပြီးကျွဲဝါလိမ့်မယ်တင့်တော်တလောက်မာလာအဆက်ထဲပါပူလာရင်ကြော်ထားတဲ့ကနန်းထဲပါအဆက်မကြိုက်တဲ့လူတွေငရုတ်သီးစိမ့်ညီထဲပါကြက်သွန်မြိတ်မီးပြင်းနဲ့နှမ်းဆက်အောင်မွေပါဒီလိုလုပ်တဲ့ကနန်းချိုဆက်ကစပွဲပေါ်တော်မချရသေးခင်အကုန်လူစားကြလိမ့်မယ်မစားဘူးတဲ့တငယ်ချင်းတွေတေချာပေါက်ဆန်းချက်ကြည့်ရမယ်နော်